လူတိုင်းဟာအချစ်နဲ့ထိုက်တန်တယ်ဘဝမှာတခါလေကြာရင်တကယ်ပင်ပန်းနွမ်းတဲ့လွန်းလို့ကိုယ့်ကိုယ်တော်မချစ်နိုင်တော့တဲ့အထိအမောင်ထုထဲရောက်သွားတတ်ကြပါတယ်လူတွေကြားထဲမှာရှိနေပေမဲ့တယောက်တည်းဖြစ်နေတယ်လို့မျိုးဘာမှမရှိတော့တယ်လို့မျိုးဘယ်သူမှနားမလည်နိုင်တော့ဘူးလို့ခံစားရတဲ့ညပေါင်းများစွာကိုဖျက်ဆီးခဲ့ဘူးကြမှာပါအဲ့ဒါလို့အချိန်မျိုးမှာကိုယ့်ရောတကယ်ချစ်မဲ့သူရှိပါမလားဆိုတဲ့မေးခွန်းကရင်ထဲမှာမေးခွန်းထုတ်စရာမလိုအောင်မိုးတိမ်တွေလိုအုပ်ဆိုင်လာတတ်ပါတယ်ဒီခေတ်ကြီးမှာအချစ်ဆိုတာအရေးချင်းတစ်ခုလို့အမတ်ပေးစရာတစ်ခုလို့သတ်မှတ်လာကြတယ်လှပမှအောင်မြင်မှစီးစိမ်ဥစ္စာရှိမှအမားယွင်းမရှိပြစ်စုံနေမှအချစ်ခံရဖို့ထိုက်တန်တယ်လို့အများစုဟာထင်နေကြတယ်အဲ့ဒါလိုပဲကိုယ့်ရဲ့ချို့ယဉ်ချက်တွေကိုကိုယ့်ရဲ့တန်ရာတွေကိုလျှို့ဝှက်ရင်သူများအကြိုက်လိုက်နေရင်ပင်ပန်းလာကြတာပါဒါပေမဲ့အမှန်တကယ်တော့အချစ်ဆိုတာအရေးချင်းတစ်ခုပေါ်မှာမူတည်ပြီးပေးရတဲ့စွတ်တစိတ်တစ်ခုမဟုတ်ပါဘူးအမားတွေရှိနေပါစေဒဏ်ရာတွေအမားယူတွေရှိနေပါစေလူတယောက်ဟာဒီတိုင်းလေးနဲ့တင်အချစ်ခံရဖို့ယာနှုံးပြစ်ထိုက်တန်နေပြီးသားပါကိုယ့်ရဲ့တန်ဖိုးဟာသူတစ်ပါးရဲ့ချင်းမွန်းခြင်းကဲ့ရဲ့ချင်းပေါ်မှာမူတည်မနေသလိုသူများတွေရဲ့ချစ်ခြင်းမုန်းခြင်းပေါ်မှာလည်းမူတည်မနေပါဘူးစဉ်းစားကြည့်ပါကဘာပေါ်လူတွေစရောက်လာတော့ကဘာမှမပါပဲဗလာနတ်တိရောက်လာခဲ့ကြတာပါအဲ့ဒီအချိန်တုန်းကဘာရည်ချင်းမှမရှိခဲ့ပါဘူးအောင်မြင်မှုတွေစီးစိမ်တွေလှပမှုတွေဘာမှမရှိခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်တုန်းကအပြစ်ကင်းစင်စွာနဲ့ပဲလူတိုင်းရဲ့ချစ်ချင်းကိုရရှိခဲ့ကြဖူးတယ်မဟုတ်လားအဲ့ဒီချစ်ချင်းဟာတဘာဝအတိုင်းရရှိခဲ့တာပါအခုကြီးပြင်းလာလို့ဘဝရဲ့ခါသီးမှုတွေကိုကြုံတွေ့ရလို့ကိုယ့်ရဲ့ထိုက်တန်မှုတွေရော့ပါသွားတာမှမဟုတ်တာတခါလေစိတ်သက်ကြပြီးကိုတိမ်ငယ်နေတဲ့အခါမျိုးမှာကိုကဘာမှမဟုတ်ပါလားလို့တွေးမိလိမ့်မယ်ဒါပေမဲ့လူတိုင်းမှာအမောင်ထုထဲမှာတောက်ပနေတဲ့ကျယ်ပွင့်လေးတစ်ပွင့်လိုပဲတီးတန့်လှတရားတစ်ခုရှိနေပြီးသားပါကိုယ့်ရဲ့အပြုံးစိတ်ရင်းမှန်မှုကောင်းမှုနဲ့ရည်ရွယ်ချက်လေးတွေသူတစ်ပါးပေါ်ထားရှိတဲ့ဂုဏတရားလေးတွေဒါတွေအားလုံးဟာကိုယ်စီမှာပဲရှိတဲ့အဖို့တန်အမှုပညာတစ်ခုပါအချစ်ဆိုတာပေးဆက်ခြင်းဖြစ်လို့လက်ခံရရှိခြင်းလည်းဖြစ်ပါတယ်သူတစ်ပါးကိုချစ်ဖို့ကြိုးစားနေတယ်လို့ပဲကိုယ်တိုင်လည်းအချစ်ခံရဖို့လိုအပ်ပါတယ်အချစ်ခံရဖို့ရင်ဘတ်ကိုဖွင့်ထားပေးပါကိုယ့်ရဲ့ဒဏ်ရာတွေကိုကြည့်ပြီးကိုပြစ်ဒဏ်မခတ်ပါနဲ့ကို့မှာဒီလိုအပြစ်တွေရှိလို့ကို့ဘယ်သူမှချစ်မှာမဟုတ်ဘူးဆိုတဲ့အသွေးမားတွေကိုအဝေးကိုလွှင့်ပစ်လိုက်ပါကိုယ့်ရဲ့အပြစ်နာစာတွေအပါဝင်ဖြစ်တည်မှုတစ်ခုလုံးကိုမျက်နှာနိုးနဲ့တန်ဖိုးထားမဲ့သူကိုယ့်ရဲ့လှပမှုကိုရောကိုယ့်ရဲ့အမောင်ထုကိုပါနားလည်ပေးနိုင်မဲ့သူဒီကဘာပေါ်မှာတေချာပေါက်ရှိပါတယ်အရေးကြီးဆုံးကတော့သူများတွေမချစ်ခင်မှာကိုအရင်ဆုံးချစ်ပေးဖို့ပါကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ့်ရဲ့စိတ်ဓာတ်ကိုယ့်ရဲ့အသိနဲ့ကိုယ့်ရဲ့ပြစ္ဆုတ်ပံဒါတွေအားလုံးကိုဖွေးဖက်ပေးပါကိုပင်ပန်းခဲ့ရသမျှအတွက်ကိုကျေးဇူးပါလို့ပြောပေးပါကိုလဲကြခဲ့ဖူးပေမဲ့ကိုပြန်ထခဲ့တာပဲမဟုတ်လားကိုငိုကြွေးခဲ့ရဖူးပေမဲ့ပြန်ပြုံးနိုင်ခဲ့တာပဲမဟုတ်လားအဲ့ဒါလို့ခွန်အားတွေအစွမ်းအစတွေရှိနေတာကအံ့ဩစရာကောင်းတဲ့လူတစ်ယောက်ဖြစ်နေပါပြီလူတိုင်းဟာအချစ်နဲ့ထိုက်တန်တယ်ဆိုတဲ့အထဲမှာကိုယ်တိုင်လဲပါပါတယ်ကင်းလို့ခွင့်ရထားတဲ့သူလုံးဝမဟုတ်ပါဘူးဘယ်သူပဲဖြစ်ဖြစ်ဘယ်လိုအခြေအနေမှာပဲရောက်နေပါစေရင်ဘတ်ထဲကအသက်ရှူတန်တိုင်းနှလုံးခုန်တန်တိုင်းဟာချစ်ချင်းမေတ္တာနဲ့ထိုက်တန်ကြောင်းတက်တည်ပြနေတာပါသူတစ်ပါးပြစ်ပယ်ခဲ့ရင်တောင်မှကိုမပြစ်ပယ်ပါနဲ့သူများတွေကကိုယ်တန်ဖို့မမြင်နိုင်ရင်တောင်မှကိုယ်တန်ဖို့မမေ့ပါနဲ့မင်းကြီးဟာဘသူကကြည့်မကြည့်တောက်ပနေတယ်လို့ပဲကိုယ့်ရဲ့တန်ဖိုးဟာလည်းဘသူကအတိတ်မပြုတ်မပြုတ်တည်ရှိနေပြီးသားပါဒီနေ့ကစပြီးကိုမေးကြည့်ပါကိုဘယ်လောက်ထိချစ်ပေးခဲ့ပြီးပြီလဲကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကိုကုစားပေးပါကိုယ့်ရဲ့အိမ်မက်တွေကိုပြန်လဲအသက်သွင်းပါကိုကဒီကဘာပေါ်မှာတယောက်တည်းပဲရှိတဲ့တီးတန့်အဖိုးတန်ပစ္စည်းလေးပါအဲ့ဒါလို့အဖိုးတန်နဲ့ဖြစ်တည်မှုတစ်ခုဟာအချစ်နဲ့မထိုက်တန်ဘူးလို့ဘသူကပြောနိုင်မှာလဲတခါလေကြာရင်ကိုစီကိုအချစ်ကမမျော်လင့်ထားတဲ့ပုံစံမျိုးနဲ့ရောက်လာတတ်တယ်တငယ်ချင်းတယောက်ရဲ့နှွေးထွေးတဲ့နှုတ်ဆက်မှုမိသားစုရဲ့ကျူဆိုင်မှုအိမ်မွေတိရစ္ဆာန်လေးတွေရဲ့တစ္ဆာရှိမှုတဘာဝတရားရဲ့ငြိမ်းချမ်းမှုဒါမှမဟုတ်ကိုစီကိုဖြည်းဖြည်းချင်းရှောက်လန်းလာနေတဲ့တီးတန့်ချစ်ချင်းမေတ္တာတစ်ခု
ဒါတွေအားလုံးဟာရရှိပိုင်ဆိုင်ထိုက်တဲ့အရာတွေပါဒါကြောင့်မို့လို့စိတ်ဓာတ်မကြပါနဲ့နှလုံးသားတကားကိုပိတ်မထားပါနဲ့အတိတ်ကနာကျင်မှုတွေကြောင့်အနာဂတ်ရဲ့အလှတရားတွေကိုအဆုံးရှုံးမခံပါနဲ့လူတိုင်းဟာအချစ်နဲ့ထိုက်တန်ပါတယ်ပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ်ဒီကဘာကြီးပေါ်မှာသင်ဟာငြိမ်းချမ်းစွာနဲ့အသက်ရှူခွင့်ရှိပြီးအချစ်ခံရဖို့လုံးဝထိုက်တန်တဲ့လူတစ်ယောက်ပါပဲဒီစကားလေးကိုရင်ထဲအထိခံစားပြီးကိုယ့်ကိုယ်နှွေးနှွေးထွေးထွေးပွေ့ဖက်ထားပေးပါဘယ်သူမှအထီးကျန်မနေပါဘူးကဘာကြီးရဲ့ဘက်ပေါင်းစုံမှာအချစ်ကိုမျောလင့်နေတဲ့အချစ်ကိုပေးဝေချင်နေတဲ့နှလုံးသားပေါင်းများစွာရှိနေပါတယ်အချိန်တန်ရင်အယရာနေရာတကျဖြစ်သွားမှာအမှန်ပါပဲဒါကြောင့်လူတိုင်းဟာအချစ်နဲ့တကယ်ကိုထိုက်တန်တဲ့သူတွေဖြစ်ကြပါတယ်လို့ပြောချင်ပါတယ်